နှဝရေပြေအောင်ရဲ့ဘယင်မတော်ငါလို့တင်စားရတဲ့ဘောကဝရီတိုင်းပြည်မဟာမကုရရန်တီစီရီတော်မြတ်ကြီးရဲ့ဖယားအမကြီးဖြစ်သည်ကောင်းကျိုးအဖျားဖျားလူရပြေကြဖို့အစဉ်အများသူငါကြည်ညိုလေးစားအားထားလို့ယုံကြည်တို့မယ်တော်ဝိမလဒေဝီငကားမယ်တော်ကြီးဝိမလဒေဝီနှဝရေပြေအောင်ရဲ့ဘယင်မတော်ငါလို့တင်စားရတဲ့ဘောကဝရီတိုင်းပြည်မဟာမကုရရန်တီစီဒီတော်မြတ်ကြီးရဲ့ဖယားအမကြီးဖြစ်သည်ကောင်းကျိုးအဖျားဖျားလူရပြေကြဖို့အစဉ်များသူငါကြည်ညိုလေးငကားမယ်တော်ကြီးဝိမလဒေဝီမြာအကျိုးအတွက်ကြိုးစားလို့ကုသိုလ်ပြုသည်ဇေယသေနာငကားမင်းရဲ့ဆွေမျိုးတော်ဖြစ်သည်ငကားမင်းရဲ့ဆွေမျိုးတော်ဖြစ်သည်တိုင်းရာဝတီမြတ်မော်တင်ဆိုရဲ့တိုက်ချုပ်မယ်တော်ကြီးဖြစ်သည်နဂရစ်တောင်တော်တွင်အမေပြုလို့ကုသိုလ်ပြုသည်ငကားတစ်ချောင်းမြည်တွင်မယ်တော်နှဝရေပြေအောင်ရဲ့ဘယင်မတော်ငါလို့တင်စားရတဲ့ဘောကဝရီတိုင်းပြည်မဟာမကုရရန်တီစီဒီတော်မြတ်ကြီးရဲ့ဖယားအမကြီးဖြစ်သည်ကောင်းကျိုးဖျားဖျားလူရပြေကြဖို့စဉ်များသူငါကြည်ညိုလေးစားအားထားလို့ယုံကြည်တို့မယ်တော်ဝိမလဒေဝီငကားမယ်တော်ကြီးဝိမလဒေဝီမြာအကျိုးအတွက်ကြိုးစားလို့ကုသိုလ်ပြုမည်ဇေယသေနာငကားမင်းရဲ့ဆွေမျိုးတော်ဖြစ်သည်မြာအကျိုး
ဝီ